ကျိဆိုးနေလေငါကောင်မလေးရီးစားရသွားလို့ငါကောင်မလေးရီးစားရသွားလို့တဲ့ကွယ်နေဟောအဲ့ဒါပေါ့ဟုတ်တယ်ဒါပေမဲ့မိန်းကလေးချင်းမဟုတ်ဘူးလား ဒီသချင်းမိုက်တယ်လို့မဖြူဆိုတာကောင်းလို့ပါဒီမှာအဲ့ဒါတော့ဟုတ်တယ်လေဒါပေမဲ့မင်းနည်းနည်းအစင်ပြောင်းလို့ကိလေးပါလေချဆိုပါလားလို့ဟာလေကွာငါတော့ CGA မိုင်းလိုက် email တော့ရတာမင်းငါတော့ CGA မိုင်းလိုက် email တော့ရသိခဏလာပြောပြပါဦးဟောအဲ့ဒါများအစိုးရတဲ့မမေးဘူးလာပြီမင်းအခုဘာကင်းနေနေသိလားတိဒီမှာ तू ကတော့စီနဲ့ဆိုင်ရတာပဲစီအဲ့တော့ချက်ကြည့်လိုက်မယ် CGA မိုင်းဟုတ်တယ်အဲ့ဒါ C နဲ့စာ C နဲ့ဟုတ်တယ် C နဲ့ဆိုတော့မင်း key chain မယ်ဆိုရင်မင်းအတန်ကငါတိတဲ့လောက်ကငါကြားနေတဲ့လောက်က baritone ဘာလဲ baritone baritone ဆိုအတန်တိုက်ကိုပြောတာအတန်တိုက်ကရေဘူးအပြင်6မျိုးအဲ့လိုမျိုးကွာယောက်ျားလေး3မျိုးအဲ့လိုမျိုးရှိရယ်ဆိုတော့မင်းအခုမဖြူနော်မဖြူတချင်မဖြူရကြတော့ mezzo soprano ဆိုရင်ငါမင်းအကြံပေးရမယ်ဆိုရင်မင်းအဲ့လိုမျိုးအခု C နော် C ဆိုရင် F ဒါမှမဟုတ် F ရှက်လောက်နေဆိုကြည့်9ခု6ခုလောက်တင်ကြည့်ဘာဘယ်လိုချိန်တယ်လားချိန်တယ်မချိန်တယ်လားမသိဘူးဟောကာပိုရှိလားကာပိုရှိဟောအေးโอเคအဲ့ဒါလည်းမသိဘူးကွာဘာလို့တော့မသိဘူးချောင်းပြကာပိုကခဏရယ်နော်ကာပိုကမင်းအခု C ဆိုရင်သူကတစ်ခုညက်ပြီဆိုရင် C ရှက်ဩတပားညက်တပားညက်တော့သမီးတောင်းတစ်ခုတုံးတယ်ဆိုတော့ D E flat E F ဒီမှာကြည့်ဩငါးခုငါးခုညက်ကြည့် C တိုင်းပဲပြန်တည်ရအောင်နော် C ခုနဒီမှာ D အတိုင်းပဲကြည့်ဒါချစ်တယ်လားအဲ့ဒါချစ်တယ်လားဒါလားချစ်တယ်လားနေနေသူခန်းစားရနော်အေးနည်းနည်းနေဆိုရင်အဲ့လိုမျိုးခန်းစားရဆိုရင်နည်းနည်းတဝက်တစ်ခုတင်ကြည့်လိုက်6ခုပြောရနော်6ခုတင်လိုက်နော်ဒါချစ်တယ်လားအဲ့ဒါချစ်ဟုတ်တယ်အတန်းကောင်းရတာနဲ့female ဆိုလဲ key မှန်မှန်လေးနဲ့ feel လေနော်ဟုတ်ပါလားဆရာလည်းကြုံမလားအဲ့တော့တခြားချင်းတွေနဲ့ feel ကျင်တယ်ဆိုလဲအဲ့လိုမျိုး key ကို change ကြည့်ပြီးတော့ arrange လုပ်ကြည့်အဲ့တော့မင်းကိုငါနောက်ကြရင်ဘယ် key range ဆိုရင်ဘယ်လိုမျိုးတင်တယ်ဘယ်လိုချတင်တယ်ဆိုရဲဇာတ်လေးကိုမင်းငါပို့လိုက်မယ်ပြီးတော့မင်းအခု guitar တီးတယ်ဆိုလဲတီးတက်မယ်ကောင်းကောင်းတီးမယ်ဆိုလဲအဲ့လိုမျိုး key change ဇာတ်လေးကိုမင်းနည်းနည်းမှတ်ထားအခုချက်ထားလိုက်ငါပို့ထားပေးလိုက်မယ်မင်းလည်းတင်ပြီးခဏလေးအဲ့တော့ဒီမှာကြည့်နေတဲ့လူတွေလည်းကျွန်တော်ပို့ထားတဲ့အကြံပြုစရာလေးနဲ့ key change ဇာတ်လေးကိုမှတ်ထားပြီးတော့အသုံးချလို့ရပါတယ်တချို့ဆင်ကြတော့ verse မှာကျွန်တော် low note တွေသုံးတာပြီးတော့ chorus မှာကျတော့ high note တွေသုံးတာမျိုးရှိရပါတော့key range တွေကကျွန်တော်တို့သုံးတဲ့ note တွေမတူညီတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့သုံးတဲ့ method ကတော့ဒီနည်းတိုင်းပဲသုံးမယ်လို့ကျွန်တော်မပြောချင်ဘူးပေါ့နော်အဲ့တော့အချို့ခါတွေမှာလည်းကျွန်တော်တို့ရှေ့တိုးနောက်ဆုတ်လေးလုပ်ပြီးတော့ adjust လုပ်ပြီးတော့လုပ်လို့ရပါပေါ့နော်ဒါကတော့ကျွန်တော်တို့အကြံပြုထားတဲ့ဇာတ်လေးတည်တတ်မယ်ဆိုတော့ဒီပေါ်မှာ motive ပြီးတော့နည်းနည်းတိုးလို့ရတယ်နည်းနည်းချလို့ရတယ်ဒါပေမဲ့ key range chain တဲ့ဟာကတော့ခုနဒီ guitar ပေါ်မှာ chain တဲ့ဟာတော့ဒါကတော့အတတ်တတ်ပဲအဲ့တော့တခြားလူတွေလည်းကျွန်တော်တို့နဲ့အတူတူလိုက်ပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့နောက်ပတ်ကျရင်ပြန်တွေ့မယ်အားလုံးပဲ bye bye